ရှေ့တုန်းကဘုန်းကြီးတို့ဥတိတ်ခါကြီးလို့ပဲခေါ်ရတော့ဥတိတ်ခါကြီးဆိုတာအလှပွဲတွေသူ့ကြည့်ပဲအတန်ကအတော်ကောင်းအတန်ကောင်းမသိသူဟောတာကစေရနာသုံးတန်ကြီးဟောစေရနာသုံးတန်ကြီးဟောတော့တခါလာလည်းမဲပြပစိုးတခါလာလည်းမဲပြပစိုးစေရနာသုံးတန်ကြီးပါကွာဆိုပြီးတော့တရားပွဲအစကစီကားတော်လည်းပဲနောက်တစ်ဖြည်းဖြည်းလူရော့သွားပရိသတ်ရော့သွားတော့ဥတိတ်ခါကကြောင်းကြတော့ဖိုးသူတော်တိုင်းပဲဟဲ့သူတော်ဘုရားဟာရင်ငါတရားပွဲအလူမန္တတ်တွေထယံခွာပြရတယ်ကွာမန္တမျက်နှာချက်တွေပါတွေအကုန်ဖြုတ်ပြရတယ်ဒူးပိတ်တွေပါတွေတလောက်စီကားတယ်အဲ့ဒီတော့ငါအနေနဲ့ပရိသတ်နဲသွားတာကိုစဉ်းစားလို့မရအောင်ဖြစ်နေတယ်ပရိသတ်နဲတာစဉ်းစားမနေနဲ့ကိုတော့တရားကတခါလာမဲပြပါဆိုဒီတရားကြီးထထနေတခါလာစေရနာသုံးတန်ဆိုတော့ပရိသတ်ရော့တာပေါ့အေးလာကွာတာဖြင့်တို့တောထဲသွားပြီးတရားအသစ်ရှာကြစို့တရားစာအုပ်ထဲမရှာဘဲနဲ့တောထဲသွားတရားရှာတယ်တောထဲလည်းမတွေ့ဘူးကဲတောထဲမတွေ့တောင်ပေါ်တက်ရှာကြစို့ကွာတောင်ပေါ်လည်းဘယ်တရားတွေ့မလို့ကြောက်ခဲတဲ့သစ်ပင်တွေ့မှာပေါ့နောက်တောင်ခွတ်လက်ပြန်ဆင်းလာတော့ဝါခင်းတွေကဝါကောက်သမားလေးကတချင်းကောက်ဆိုဥတိတ်ခနဲ့ဖိုးသူတော့ရက်သွားဟေးနတ်ထောင်သားနတ်ထောင်သားဝါကောက်သမားလေးကဆိုပြီးပြိဿတောင်တော်သားရပန်းမျိုးစုံလာစွာဝိမာလာခိုင်ပန်းတဝိမာဆွချေရှာသူလည်းမရှိပါနတ်ကိုရေတောသဘာဝမှာလုတ်ကင်ကစားတောင်းနေရဘာလို့ဟဲ့တလုံးလောက်တော့ကြည့်ရှုလုပ်ပါအောင်ပါပေါ့ဘုန်းကြီးကြီးပြည့်မထားနဲ့အဲ့သူတော့ဖေတဘာသာတော့ဟာမိကလေးမြင်မလားကိုတော့ဟိုဝါကောက်ရင်တချင်းဆိုနေဟေးနားထောင်ကောင်းလားကောင်းတယ်ကူမင်းမကြိုက်ဘူးလားကိုတော့အတန်ကောင်းကြိုက်တာပေါ့ငါလည်းကြိုက်တယ်ကွာဟေးတချင်းမကလို့ဘာဖြစ်ဘုန်းကြီးနဲ့ဖိုးသူတော်တောင်ကြိုက်ရင်လူတွေကြိုက်လောက်တယ်တရားအစ်စ်လို့ဟောရကောင်းလားဟဲ့အဲ့ဒါဆုံးပြေတယ်ကိုတော့နေကိုစင်ပြေတာကိစ္စမျိုးမင်းနဲ့ငါနဲ့ထိုင်ပြီးတစ်ဖြတ်စီမှတ်ကြစို့ကလေးမလေးကဆိုလိုက်တောင်တော်သားရပန်းမျိုးစုံလာစွာဝိမာလာခိုင်ပန်းတဝိမာဆွချေရှာသူလည်းမရှိပါနတ်ကိုရေတောသဘာဝမှာလုတ်ကင်ကစားတောင်းနေရအိမ်လေးရှိတယ်တရားနာပိဋကသူတော်ကောင်းနေဆိုတော့လေဘုန်းကြီးလောက်မကလက်ကောင်းတော့ငါဘယ်ရောက်ဘူးလို့ပြီးတော့ငါထိတာပါအိမ်လေးလောက်နေသူတို့ကဂိုင်းဒီတော့တရားနာပိဋကဘုန်းကြီးနဲ့ဖိုးသူတို့ဟေးဒီမှာသူတို့မင်းနဲ့ငါနဲ့စတ်စုလုပ်ကြစို့ကဲကိုတော့ပါရဟေးငါကလေတောင်တော်သားရပန်းမျိုးစုံလာစွာကိုတော့တပည့်တော်ကလေပွင့်မလားခိုင်ပန်းတဝင့်မှာဟေးငါကဆွချင်ရှာသူလည်းမရှိပါတပည့်တော်ကလေနဂိုရီတောသဘာဝမှာဟေးငါကလုတ်ကင်ကပြေးသွားတာပေါ့ကွာပြေးတာပြေးသွားပါလားဘုန်းကြီးနဲ့ဖိုးသူတော်တစ်ဖြတ်စီစပ်ပြီးတချင်းတစ်ပုတ်ပြေးသွားဟေးသူတော့ဖေရအန်ကြတာပဲမနှက်ဖြင့်ကမောင်တုတ်ကြီးလူကပင့်ထားတယ်ကွာအဲ့ဒါမင်းမောင်းခအရင်တစ်ခါလိုမဲပြားပစိုးမဟုတ်တော့ပဲနဲ့ဆရာတော်ဥဒိဋ္ဌသည်တရားအသေးဆန်းဟောပါလိမ့်မယ်ဆိုပြီးမောင်းခကွာရွာတဲ့ဖိုးသူတော်မောင်းတစ်လုံးနဲ့ဓမ္မမိတ်ဆွေပေါင်းတို့ခင်ဗျာဆရာတော်ဥဒိဋ္ဌသည်ရင်တော့ကလိုတစ်ခါလာမဲပြားပစိုးတရားရိုးရိုးစေတနာသုံးတာမဟုတ်တော့ပဲနဲ့တရားအသေးဆန်းများဟောကြားလိမ့်မယ်နေရရအောင်စောစောကြွတော်မူကြပါခင်ဗျာမောင်တုတ်ကြီးအလှမင်္ဂလာမန္တမှာပါခင်ဗျာတရားနာရမှာခင်ဗျာလူတွေကစဉ်းစားဟေးမဥဒိဋ္ဌအတန်ကောင်းကွာတရားယူနေလို့ကွာအသစ်ဆိုရင်ကောင်းလိမ့်ဟေးလာတရားနဲ့သွားရအောင်မန္တကြီးရှံထွက်သွားပရိသတ်ကြီးရှမ်းလာတော့ဥဒိဋ္ဌတရားဟောပြီဟေးမောင်တုတ်ကြီးဖေမင်းဒီကနေ့သာသနာအမွေခံယူတဲ့အချိန်ခါမှာသာသနာအဘန္တရောညာတိတန်လို့ဟိတောသာသနာတော်ကြီးနဲ့အတွင်းကြကြတရင်တဏီရွှေမျိုးဖြစ်သွားတယ်ကွအဲ့ဒါဒါယာရခေါ်တယ်ဘာမှမဟုတ်ပါဘူးပြုတ်ကြတာ
ပိညက်ကုန်ရပါအောင်မှာကွကြည်လို့ကြောက်ကန်ထထောက်နားထောက်အော်ပိသကများလုံးတော့နေရာရတဲ့နေရာလေးဖြစ်တယ်လို့ထိုင်ကြရတော့လည်းပဲတချို့နည်းနည်းလေးအားပြုလိုက်မှီလိုက်တဲ့အချိန်ခါမှာတခုခုလဲတတ်ပါတယ်နော်အဲ့ဒါသိခံပြီးတော့နာကြပါအဲ့ဒါနဲ့တရားနာပိသသာသနာရာယသာသနာအမွေခံယူတဲ့အချိန်ခါမှာမင်းအခုအလှူပေးတာဟာအပူလှူလားအေးလှူလားဟိရှင်မရတဲ့အပူလှူရဲ့အေးလှူရဲ့တပည့်တော့နားမလဲဘူးဗျဩမင်းကလည်းအပူလှူဆိုတာကိုကငွေ9000လောက်ရှိလှူနေတာက1000ကိုငွေ9000ကို1000ကိုလှူတော့ငွေ9000ချေးလှူရတယ်ကွဖိတ်စာတွေရိုက်လူတွေဖိတ်ငွေ9000ကျွေးယူပြီးတော့လှူရတယ်ငါဖိတ်တဲ့လောက်ဖိတ်စားဖိတ်တဲ့လောက်မှလူတွေလာပါမလားကူငွေ9000လောက်မှရပါမလားမရလို့အိမ်ကနွားပေါင်းရမလားလဲပေါင်းရမလားနဲ့အဲ့ဒါလို့ငွေကူမျောပြီးစိတ်ပူလှူရတာအပူလှူခေါ်တယ်ကွာအာဒီလိုမဟုတ်ခဲနဲ့မိမိ900တက်နိုင်1000တက်နိုင်မုတ်တစာကြီးမပူပဲနဲ့အပြတ်လှူလိုက်တာကအေးလှူခေါ်တယ်မှန်လားပါဗျာတပည့်တော်ငွေ900ကုန်လှူတာပါဗျာငွေ900ရှိတာနဲ့အပြတ်ဘလို့ရှိကမှချေငှားပြီးလှူခြင်းမဟုတ်တပည့်တော်အေးလှူပါဗျာဒီလူကြီးလှူရအောင်ရှင်းဦးမစွတ်မင်းလှူမဲနဲ့ထားရှိတဲ့စေတနာပုပ္ပစေတနာခေါ်တဲ့ကွက်အခုလှူစဲကာလမှာမုံစစေတနာခေါ်တဲ့ကွက်အလှူကြီးပြီးတော့ငါလှူခြင်းနဲ့အလှူကြီးအောင်မြင်ပြီဆိုပြီးမသေးမချင်းနိဗ္ဗာန်ထိအောင်ဝမ်းမြောက်နေရမှာကအဲ့ဒါအပရစေတနာခေါ်တဲ့ကွက်လူတွေကအာလကားပါကွာတခါလာစေတနာသုံးတန်မှုအသိဟောမယ်ဆိုလို့လာတာဒီသုံးတန်ပဲဟောတာပါပဲဟဲ့ပြန်ကြစို့ပြန်ပြီဘိုးသူကသူဖုန်းကြီးမကျေနပ်ဘူးဒုက္ခပဲတရားအသိဟောမယ်ဆိုအသိမဟောဘူးကိုတော့တောင်းတော့တရားအသိကိုအချက်ပေးတယ်မကြားဘူးကိုတော့ဟင်တောင်းတော့အေးဟုတ်ပြီဘုန်းကြီးသိသွားပြီအော်တခါတော့မှများလှူတဲ့အလှူဒါနာကြီးဆိုတာစေတနာသုံးနာမှမပါရင်ဘယ်ဟောဖြစ်လိမ့်မလို့ဒါကအစအပြိုးအလှူတကာသတိပေးတာခမည်းတော်အတွက်ကဟောတရားအသိဟောတော့မယ်ဗျာပြန်တဲ့လူတွေကခြိတော့ပြန်ရုပ်တယ်ဟဲ့ကောင်အစ်တဲ့အစ်မြန်တဲ့ကြိုက်အစ်တဲ့ဆိုပြီးခြိတော့ပြန်ရုပ်တော့ဥဒိတ်ခါကလေအော်ဒီကနေ့နန်းနဲ့ခင်းစိတ်လန်းစုပြည့်တဲ့တော်တန်းတောင်တန်းထွက်သွားတော့နှင်းရီဆန်းထားတဲ့သစ်ပင်ကလေးများလန်းဆန်းတွေ့ရတော့ဘုန်းကြီးဂါထာတစ်ပုဒ်ရေးထားတယ်တရားအစ်တစ်ပုဒ်ရေးထားတယ်ပေါ့လူတွေကအစ်ဆိုတော့နားဆွင့်နေခိုင်းမှာဥဒိတ်ခါကကောက်ပြီးတော့អော်လိုက်တောင်းတော့ပါရပန်းမျိုးစုံလာစွာဝိမာလာခေပန်းတဲ့ဝိမာဆုချင်းရှာလူလည်းမရှိပါနဂိုရီတောသဘာဝမှာလုတ်ကင်ကစားတောင်းနေရရှာဆိုပြီးရွတ်လိုက်တော့လူတွေကပြိဿသာရုမခေါ်ဘူးလက်ခုပ်တွေထားတီးတုံနဲ့ထားတီးကောင်းလိုက်တဲ့တရားကွာကဲဆိုတော့သချင်းကောင်းတယ်ပြောတော့တရားမြန်မာနိုင်ငံကြံလီကန်ကြော်ကြနေတာလေဘယ်မှမသွားဘူးကြုံအဲ့ဒီပဲလှည့်သွားတာပဲတချို့ကပြောတယ်အိုးမင်းအတော်သင့်မင်းသားဘယ်မိလိမ့်တော့ကွာဒါပေမဲ့လို့လဲတရားနာပြိတ္တကြံလီကန်ဒီသချင်းဆိုငိုတက်လာတဲ့ဘုန်းကြီးဆိုတော့မဆိုးမငိုပဲခေါ်လိုက်ရင်ပြိတ္တကကြုတ်ကိုအပြစ်တင်လာပြင့်သူတွေကစပြီးတော့ရန်ထောင်းလာတယ်ရှင်မရတပည့်တော်တို့တရားဝဲခိုးတယ်ဘာဖြစ်လို့တုံးလို့ဆိုတော့ရှင်မရတရား6ကြီးဟောဗျာတရားယေစုဟောရအောင်မလို့မဟုတ်ဘူးဗျာတဲ့ဒီပြင်ပွဲလောက်မဟဲဘူးတဲ့တပည့်တော်တို့ပွဲဟဲနေတယ်ဆိုပြီးငိုတက်လာတဲ့ဘုန်းကြီးဆိုတော့ဒါရီလျှော့လိုက်ရင်ပြိဿမကျေနပ်ပင့်သူမကျေနပ်ဖြစ်လာလို့ကျုပ်ကအသက်ကလည်း46နှစ်ထဲရောက်လာတော့ဒါရီလည်းလျှော့ခြင်းပါပြီပြိဿနော်လျှော့ပြီးတော့ဝိပဿနာပိုင်းဆိုင်ရာလေးတွေတိုးပြီးဟောပေးနေတယ်ဒါသို့တော်လည်းပဲဝိပဿနာဟာတပွဲမှမပါတဲ့တရားပွဲမရှိပါဘူးကျုပ်အမြဲတမ်းဟောပါကျုပ်ကလှေကားတက်ပေးတယ်ဘုန်းကြီးဝိပဿနာဟောတဲ့ဆရာတော်သမတော်တွေတီရီတက်နာခန့်ခန့်ညာဟောတဲ့တရားတွေကိုနာနိုင်ပါစေဆိုပြီးတော့ဘယ်တော့မှတရားပွဲမလာတဲ့လူတွေဆိုးငိုရည်ပြီးတော့ရောက်အောင်ဆွဲခေါ်ကျုပ်စီကနာပြီးတော့ကျုပ်တက်ပေးတဲ့လှေကားနဲ့တက်ပြီးတော့ဟိုတရားတော်ကြီးတွေနာနိုင်ပါစေလို့လှေကားတက်ပေးတဲ့ဘုန်းကြီးပါဓမ္မကတိကတည်းကအောက်ပိတ်ဆုံးလှေကထစ်ပါအိမ်တအိမ်လှေကားရှိမှအထက်ထတက်ရတယ်လို့
ဒါပေမဲ့လို့အထက်ထက်တက်တဲ့ချင်းကဒီလေကနင်းတက်တော့ဒီလေကမမိတ်အပ်တယ်လို့ပေါ့ဂျန်ဒီကန်တရားနာပြီးတော့တချင်းဆုံငူတဲ့တရားတို့အစကတော့ပျော်လို့သွားနာတာနောက်တော့တော်ဟေးပြောင်းဦးမဟာဆိုပြီးအထက်ကိုတက်သွားပါအထက်တက်သွားပြီးတော့ကျုပ်တက်ပြီးတဲ့လေကနင်းဘက်ကလေးကိုလည်းကျုပ်ပြန်သတိရကြပါဦးနော်ဒါကြောင့်မို့လို့တရားနာပြိဿသာသနာရေးဘာသာရေးပညာရေးလူမျိုးရေးစီးပွားရေးအသင်းဖွဲ့ဂိုင်းကနာတိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်ကစပြီးမပုတ်ခတ်ဖဲနဲ့ဖြောင်းပြောင်းတန်တန်ကိုနိုင်တဲ့ဘက်ကကိုတက်နိုင်ကြတော့သာသနာကိုတစ်ဖက်တစ်လမ်းကအားရှိအောင်ပြုလာရပါသဖြင့်ကျုပ်အပေါ်မှာတိခံခွင့်လွတ်နိုင်ကြလို့လဲဆက်လက်ဟောနေတဲ့ဘုန်းကြီးပါမှန်ရလားပြိဿကြီးမှန်ပါဗျာဂိုင်းဒါကြောင့်ဒီကနေ့တော့ဖြင့်အရင်နေအခက်ချိုးချိုးဆိုတဲ့တရားကိုဟောမလို့ကျွတ်တော်သုံးလောကထောထသဗ္ဗညုမြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးသည်သာဝတ္ထိပြည်ဇေရဝံကျောင်းတော်မှာတည်င်းသုံးတော်မူစဉ်အခါအဲ့ဒီသာဝတ္ထိမြို့မှာမဟာဝါနိစ္စခေါ်တဲ့ကုံတယ်မှုကြီးနဲ့တကွတရားနာပရိသတ်ရေလှဲသား900ကိုအကြောင်းပြုပြီးမြတ်စွာဘုရားဟောကြားပါအဲ့ဒီလှဲသား900ဒီခရီးမသွားခင်မှာဘုရားကိုယ်တော်မြတ်နဲ့တန်ဃာတော်အရှင်မြတ်များပင့်တန်ဃာတော်အရှင်မြတ်များကိုပင့်ပြီးတော့ဆံကတရားတော်များကိုနာတရားတော်နာကြပြီးတဲ့နောက်မြတ်စွာဘုရားတဲ့ဘုရားပြီးတော်ဒီအရှင်ဘုရားတို့အားဆံကခြင်းအမှုသီလခံယူခြင်းအမှုတရားနာခြင်းအမှုတွေကိုပြုလို့တပည့်တော်တို့သည်အယောင်အဝယ်ထွက်ကြတော့မှာပါဗျာအဲ့ဒါလိုမြတ်စွာဘုရားကိုရှောက်ထားပြီးတော့ယရဏသုံးပါးစီးကပ်ပြီးတရားနာပြီးတာလှဲသား900ဟာကျွတ်တို့အယောင်ဝယ်ထွက်သွားကြအယောင်ဝယ်ထွက်သွားတော့သူတို့သွားတဲ့လမ်းမှာအင်မတန်ကြမ်းတမ်းတဲ့ခရီးကန္တာရရေလည်းမရှိဘူးပူလိုက်တာနေကလည်းပြင်းပြင်းထန်ထန်အရိပ်ခိုစရာတစ်ပင်ကြီးတပင်အောင်ရောက်ကြတော့အဲ့ဒီတစ်ပင်ကြီးကဘယ်သူပိုင်တယ်လဲနဂါမင်းပိုင်နဂါမင်းပိုင်တဲ့တစ်ပင်ကြီးအောင်ရောက်တော့စင်းရန်ဆိုပြေတဲ့တစ်ပင်ကြီးကိုမြင်ရသဖြင့်ဟေးတငယ်ချင်းတို့တစ်ပင်ကြီးကြည့်ရတာဒုမျက်စိထဲမှာထင်းနေတာကိုကစိတ်ဆိုးနေတဲ့သိရွက်တွေမြင်ရသဖြင့်ရေတော့ရတော့မှလူလူရေငတ်ပြေတော့မှလူလူနဲ့စိတ်ထဲမှာအလူလူချင်းချင်းတက်လာတယ်လာငါတို့ဒီသစ်ပင်ကြီးအရှိကိုင်းကိုဖြတ်ကြည့်ကြစို့ရေထွက်လိုက်မယ်ကွာဟောသစ်ပင်အရှိကိုင်းကိုဖြတ်ချလိုက်ထန်းလုံးလောက်ရှိတဲ့တရားနာပိဋကရေလုံးကြီးထွက်လာဟာဟန်ကြဟေးရေလေကွာတော့ကြချိုးကြသုံးကြခက်တကွယ်ရေတောက်လို့ရှိလည်းမပြီးဘူးကွာပါဇက်ကပါလာတော့ရေလည်းတောက်ခြင်းနဲ့ထမင်းလည်းစားခြင်းနဲ့နောက်ထပ်တို့ဒီရေနဲ့ကြီးအသက်ရှင်းနေမှာမဟုတ်လို့စားစရာတစ်ခုခုလည်းရလေအောင်ထင်းတယ်ဟဲ့တောင်မဲ့သစ်ပင်ကိုင်းဖြတ်ကြစို့တောင်မဲ့သစ်ပင်ကိုင်းဖြတ်လိုက်တော့ထမင်းနဲ့တကွသူတို့စားခြင်းနဲ့အာဟာရတွေအကုန်လုံးထွက်စားကြတောက်ကြဒီလိုစောက်တော့ပြီးတဲ့ချိန်ခါမှာထူပါဘူးကွာအရှိကိုင်းဖြတ်တော့ရေရတယ်တောင်မဲ့ကိုင်းဖြတ်တော့အစားအစာစားရဟေးအနောက်ဖက်ကိုင်းဖြတ်လိုက်ကြအောင်စို့ကွာအနောက်ဖက်ကိုင်းဖြတ်လိုက်ဟာ16နှစ်အရွယ်ဝတ်စားတန်းစားနဲ့မိမပြိုတွေ900ကိုပြိတ္တနဲတာမှမဟုတ်ပဲပြိတ္တမိမတွေဘယ်လောက်တော့သူတို့ကလည်းဘယ်လောက်တော့မလေးအစစ်ကဲဆိုကြပါတော့သူတို့က900 250ဆိုရင်ဒီကောင်တွေတတ်မကုန်ဘူးလားလို့အေးတတ်ကုန်မှာအခုပြည့်အောင်ကွာ900ပဲဟာအမျိုးသမီးတွေအဲ့ဒီအမျိုးသမီးတွေနဲ့တယောက်စီပို့လို့ကွယ်မင်းတို့သိတဲ့အတိုင်းငါဆက်ပြောလည်းမကောင်းပါဘူးပြောကြပါကြစားကြတောက်ကြနဲ့နင်းလာလိုက်တာဟဲ့ခိတ္တရထားရောတစ်ဆက်ခုနဘာတွေထွက်လာတော့အမျိုးသမီးတွေ900ထွက်လာအဲ့ဒီအမျိုးသမီး900ထွက်လာတော့ပြောကြပါကြကိုစီကိုငါဟေးပြောတာပါတာကိစ္စမရှိဘူးကွာမထူးပါဘူးဖြတ်လက်စနဲ့တကိုင်းကြံနေသေးမြောက်ဖက်ဂိုင်းဖြတ်ကြအောင်ဆိုမြောက်ဖက်ဂိုင်းကိုဖြတ်လိုက်တော့ယရဏ9ပါးဆိုပါလားပြိတ္တထွက်ကြလားဟဲ့တင်းလှဲပေါ်တင်ကွာလှဲပေါ်တင်ကွာဆိုပြီးတော့ယရဏတွေတင်း
အတော်အဆင်ပြေတာဘိဒါကြီးအဲ့ဒီလိုသစ်ပင်ကြီးများအင်းစိန်မျိုးတပင်လောက်ရှိကြဘူးလားနေုံကျုပ်စိုက်အောင်မကြလားစိုက်အောင်မယ်ဟန်ကြရရေထွက်တဲ့အရှိကိုင်းကရေထွက်တယ်တောင်ဘက်ကိုင်းကပါထွက်အစာထွက်တယ်အနောက်ဘက်ကိုင်းကပါထွက်အမျိုးသမီးတွေထွက်တယ်မြောက်ဘက်ကိုင်းကပါထွက်ယရနာခုနှစ်ပါးအစဉ်ပြေးတာအခုခင်ဗျားတို့လူတိုင်းစီးနေတဲ့ကားတွေအဲ့ဒီသစ်ပင်ကြီးတစ်ပင်ရှိရင်တော့လူတိုင်းစီးနိုင်တာပေါ့နော်မြို့ပေါ်ရန်ကုန်မြို့ပေါ်စီးနေကားတွေမမြင်ဘူးလားပြိဿမြင်ပါဗျာအဲ့ဒီလိုသစ်ပင်ကြီးများရှိရင်ဟန်ကြဆိုပြီးအဲ့ဒီသစ်ပင်ကြီးကဘာကြောင့်တွေ့ထုံးလို့ဆိုတော့ဖယားကိုတော်များနဲ့တန်ဃာတော်တွေလှူသွားတဲ့လေသာ900မို့တွေ့တာအခုဒီကနေ့အေးစိန်မြို့ဘုန်းကြီးတို့ပိန်းနေကုန်းရက်ွက်မှာတရားနာလာတဲ့တရားတော်မတွေအိမ်ပြန်သွားရင်ဘာပင်ရှိပြိဿနည်းနည်းဖြတ်တောက်တော့ကြည်တဲ့တယ်လို့ထင်တယ်ဒီနေ့လှူသွားတာကိုဘုမလှူလို့အဲ့ဒီသစ်ပင်တွေ့တာကိုပြိဿကြည်တရားနာပြိဿအဲ့ဒါလိုနဲ့ယရနာတွေလှဲပေါ်အပြည့်တင်ပြီးတော့ပြန်သွားကြပြန်သွားပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးအားတရားနာပြိဿရေလျှောက်ထားကြရှောက်ထားတော့ဘုရားကိုရောမြတ်ကြီးကဒါယကာတို့သင်တို့တော်တဲ့သင်တို့တော်တယ်ဆိုတာကအန္တရာယ်မဖြစ်အောင်လောဘကိုသိမ့်စည်းနိုင်လို့ယခုကဲ့သို့သစ်ပင်ကြီးမှရအပ်သောပစ္စည်းများဖြင့်အိမ်ပြန်ရောက်ပြီးကိုစီကိုငါချမ်းသာကြတယ်အကယ်၍များလောဘကိုမသိမ့်စည်းနိုင်ရင်သင်တို့အသက်ဆုံးွယ်ရာရှိတဲ့ဒါယကာတို့သင်တို့သည်ယခုလဲသား900အလုံးချမ်းသာကြတော်လေဟောလွန်ခဲ့တဲ့နောက်အတိတ်ဘဝတုန်းကလှဲသား900မှာတော့လှဲမှုတယောက်သာကြံ၍အလုံးကုန်သေချေပြည့်စည်ကြတဲ့ဒါယကာတို့ဘုရားအမိန့်ရှိတော့မှဒါယကာများနဲ့ဘုရားသားတပည့်ဖြစ်သောယဟန်တော်များကနေပြီးတော့အတိတ်ဇာတ်ကြောင့်ပြန်ပြောင်းဟောကြားရန်ရှောက်ထားမရှောက်ထားပဲမနေနိုင်ဘူးလေဘုရားကသိကျင်တဲ့စကားကိုဖြန့်ပြီးတော့ရပ်ထားလိုက်သေးတာကိုသိကျင်တဲ့စကားရပ်ထားရင်တရားနာပရိသတ်ကြီးမမေးပဲနေနိုင်မှာနေနိုင်ပါဘူးနောက်ဘဝတုန်းကလှဲသား900ကတော့လှဲမှုကြီးကကြံ၍အကုန်သေးကုန်တဲ့ခြေသားတို့ဒီရင်ရပ်ထားတော့သိကျင်တဲ့စကားမမေးပဲနေနိုင်မှာမလားနေနိုင်ပါဘူးဗျဒါကြောင့်လူငယ်တွေငါမှားခဲ့ရအောင်ဟဲ့စကားများအကုန်မပြောနဲ့ကြားလားဖြတ်ထားအကုန်မပြောနဲ့နည်းနည်းပြောရအောင်ကွာလူငယ်တွေလည်းပါပါတယ်ကလေးကလားလည်းမအောင်မိပါနဲ့ပြောရအောင်ဟေ့ငါကြီးများနှမများမင်းတို့လူငယ်သဘာဝတွေ့ရင်လေအကုန်မပြောနဲ့ပြောတော့ပြောချင်တာပေါ့ကွာဒါပေမဲ့အကုန်မပြောနဲ့မင်းကိုမောင်ကချစ်တော့ချစ်ပါတယ်ကွယ်ဒါပေမဲ့ဖြတ်တာထားဟုတ်တယ်ကွာဟိုကောင်မလေးမမေးပဲမနေနိုင်ဘူးသာမှတ်တော့ဖြတ်ထားရတဲ့ဟာအကုန်မပြောရဘူးမင်းကိုမောင်ကချစ်တော့ချစ်ပါတယ်ကွယ်ဒါပေမဲ့လို့ဖြတ်ထားတော့ဟိုကဘာပြောတော့ဒါပေမဲ့ပြောလေအမသိနိုင်ဘူးလို့ပြောနေမှာပခုံးတစ်ဖက်လှုပ်ပြီးမေးလိုက်မဲ့ဖြစ်ပုံတော့ကွာမျက်စိရဲ့မြင်အောင်သာကြီးမကြည့်တတ်လဲအိမ်ချမွေးကြည့်ခွာအဲ့ဒီတိုင်းကျုပ်လည်းဘယ်ချော်ထွက်သွားဆက်ကြအောင်ဆိုကြလားဒီလိုနဲ့တရားနာပိဋကရေလောကုတ်တရားလဲထုံနည်းကောင်းမှတ်ပါမြတ်စွာဘုရားနောက်ဘဝကလောဘကိုမသိသိနိုင်လို့ဘယ်လိုသိချင်ပြည့်စည်ကုန်ကြတယ်ဆိုတာအတိတ်ဇာကြောင့်ပြန်ပြောင်းပြီးတော့ဟောကြားတော်မူပါဘုရားလို့အဲ့ဒီကဲ့သို့လျှောက်တော့မှဘုရားကိုယ်တော်မြတ်ကအတိတ်တေပါရာနှစ်သိយ៉ាងအစချီသဖြင့်ဒါယကာတို့ချစ်သားတို့တဲ့ဟောလူလေပြီးတော့နောက်ဘဝဘာယာနာခေါ်တဲ့တိုင်းပြည်ကြီးမှာလှဲမှုကြီးနဲ့တကွလှဲသား900ရှိကြတဲ့ကွယ်အဲ့ဒီလှဲသား900သည်မိမိတို့ရောင်းစရာဝယ်စရာပစ္စည်းများကိုအလုံးလုံးလှဲပေါ်မှာတင်၍ခရီးထွက်ကြတဲ့ခြေသားတို့အဲ့ဒီလိုခရီးထွက်သွားကြတဲ့ချိန်ခါမှာတေကန္တာရအင်မတန်နေပူပြင်းတဲ့နေရာမှာရောက်သွားတော့သစ်ပင်ကြီးတစ်ပင်ရှိတဲ့ခြေသားတို့အဲ့ဒီသစ်ပင်ကြီးရောက်ကြသောခါသစ်ပင်ကြီးကြည့်ရတာစိတ်လန်းဆူပြီပါပဲအဲ့ဒီသစ်ပင်ကြီးကလည်းခြေသားတို့ငကားအောက်ဆိုးတဲ့ခြေသားတို့ငကားပိုင်သားသစ်ပင်ကြီးအောက်ရောက်ကြတော့အဆိုးတို့ဘယ်နဲ့တော့
ငါတို့ဒီသားတော်ဘမရတဲ့ဝဲနဲ့ထွက်ပြီးတော့လာလိုက်ကြတာသက်ခန္ဓာရရောက်လာတော့ရေတော့စရာလည်းမရှိနောက်ပြီးတော့လေစားစရာလည်းမရှိဝိစရာကလည်းငါတို့ပါလာတာနဲ့ရှေ့ဆက်သွားကြမယ်ဆိုရင်ဖြင့်အတိဒုက္ခရောက်ကုန်ကြတော့မှာပဲဘယ်လိုကြံ့ကြမှာတော့မပူကြနဲ့ဆိုတော့တစ်ပင်ကိုကြည့်ကြစမ်းဟာဒီတစ်ပင်ကြီးကိုကြည့်ကြစမ်းသူ့ကြည့်ရတာမျက်စီတဲ့စိတ်လန်းစိုးပြေုံနဲ့မကတခုခုဖြတ်တောက်ပြစ်လိုက်ရင်ငါတို့ငတ်နေတဲ့ရေတွေထွက်လာလိမ့်မယ်လို့ထင်တယ်ကောင်းပြီဒါဖြင့်အရှိခိုင်းကစပြီးတော့တို့ဖြတ်ကြစို့အရှိခိုင်းကစပြီးဖြတ်ကြစို့ဆိုပြီးဖြတ်လိုက်တာတရားနာပိဋကရေတွေထမ်းလုံးတော့ထောင်ပန်းလာဟာဟန်ကြဟေးရေတွေကွာတောက်ဟဲ့ချိုးဟဲ့တုတ်ဟဲ့နဲ့ရေတွေကိုတောက်ကြဒီကြီးကလည်းပဲခင်ဗျားတို့တို့စဉ်းစားကြည့်မယ်ဆိုရင်အခုခရီးသွားကြတဲ့လူတိုင်းလမ်းမှာများသောအားဖြင့်ရေငတ်တတ်ကြရေငတ်တဲ့လူတိုင်းကရေတော့ရသလားဆိုတော့မတော့ရပိဋကကြီးတော့ရရဲ့လားမတော့ရဘူးနော်ဒါကြောင့်ရေလှူကြပါရေငတ်တဲ့အပြစ်မှာကင်းရေလှူခဲ့တဲ့လူကြရေမငတ်ဘူးဘယ်လိုရေမငတ်တာတော့ရေစာတော့ရေအိုးစင်တွေ့မိမိရေစာတဲ့အချိန်မှာရွာတွေ့ကားစီးသွားအောင်တော့မိမိရေစာတဲ့အချိန်မှာအဲ့ဒီကားကရေအိုးစင်ရှိတဲ့နေရာမှာရက်ရက်သားဖြစ်ရွာရှိတဲ့နေရာမှာရက်ရက်သားဖြစ်ဘိန်းပေါက်ချင်အောင်တော့ရေလွှင့်ရှိတဲ့နေရာနားမှာပေါက်ရေလှူခဲ့တဲ့အကျိုးကျေးဇူးရေမငတ်ဘူးဗျဒါကြောင့်ဒီရေအကျိုး10ပါးကိုဘုန်းကြီးထက်ဟောဘူးတာပေါ့ကဲနောက်ကလက်ချိုးပြီးလိုက်ဆိုသမ်းပါဒီလက်ချိုးဆိုနော်သက်ရှိဆင်းလှချမ်းသာရဗလဉာဏ်ပညာဘယ်နှခုရှိတော့လျင်မြန်တန့်ရှင်းကြော်စောခြင်းမုတ်ကင်းချွေရန်သာဘယ်နှခုတော့10ခုအဲ့ဒါရေအကျိုး10ပါဒါကိုဘသူတွေများမှတ်တတ်တုံးဆိုတော့ဘသူတွေများမှတ်ထိုက်တုံးဆိုတော့ကလေးတွေမြောက်ခိုင်းတဲ့လူကြီးတွေကြက်မှတ်ရေကျိုး10ပါမတောင်းမဲ့ပြည့်တဲ့ရေကျိုး10ပါမတောင်းမဲ့ပြည့်တဲ့သူတို့ကကလေးတွေမြောက်ခိုင်းပြီးဘာကြီးရဲ့ဦးကြီးရဲ့အတော်ရဲ့ရေကျိုး10ပါပြောစမ်းမှဆိုရင်ပြန်ပြောတတ်တဲ့လူကြီးကဒီပရိသတ်ထဲခွဲကြည့်ပြောတတ်တဲ့လူနဲ့မပြောတတ်တဲ့လူဘယ်ရင်းကများပြောတတ်တဲ့ခိုင်ဝန်ခံရမှာပေါ့မှတ်ထားကြရှင်းကဖိုးကြီးတယောက်မြုံလားလှဲကြီးမောင်းလို့လှဲမောင်းရင်လည်းတရားနာပြေတာကလေးမလေးကရေအိုးလေးနဲ့ဟဲ့ငါတူမဘာလို့ဟဲ့ကြီးပါကြီးရေတစ်ပေါက်လောက်တောက်ပါကြီးတောက်ပါဒီတိုက်ငါတို့ကရေကျိုးများတဲကြီးဟာရေကျိုး10ပါမတောင်းမဲနဲ့ရတယ်ကိုဆိုချလိုက်တဲ့တခါတည်းရေလဲတော့ပြီးတော့မေးပြီးကလေးမလေးကဘာရေတဲ့တက်ကြီးစကားတက်ငယ်ကြရေကျိုး10ပါမတောင်းမဲရဆိုတာကျမတို့ကြားဘူးတာတော့ငယ်ငယ်လေးတွေကကြားပါပြီတဲ့အဲ့ဒီ10ပါကိုတက်ကြီးစကားတက်ငယ်ကြမှတ်ထားရအောင်သူမကြီးကိုပြောတော့ပါလားပြောတော့ပြောခြင်းနဲ့ငါတို့မရောပါတော့လဲနွားတွေကမနေဘူးဟာဆိုပြီးတော့နွားကောင်ဇွတ်ရိုက်မောင်းသွားမပြောတတ်ဘူးမပြောဘူးနွားလွှဲချဒါကြောင့်တရားနာပရိသတ်ကြီးရေလှူခဲ့တဲ့ပုဂ္ဂိုလ်ကမွတ်သိပ်ဆာလောင်ခြင်းကင်းတဲ့ပရိသတ်သူတို့ရေလှူခဲ့တဲ့အကျိုးလေးပါလာတယ်ပေါ့ကဲရေကိုတောက်ကြသုံးညရေတောက်လို့ဗိုက်ပြည့်တာရှိတာပဲကွာအာဟာရမဖြစ်ဘူးကွာတောင်းမဲ့ခိုင်းဖြတ်လိုက်ရင်တော့တို့စားစရာတွေရမယ်နဲ့တူတယ်ဖြတ်ကွာတောင်းမဲ့ခိုင်းဖြတ်ချလိုက်တောင်မဲ့ခိုင်းလေးဖြတ်ချလိုက်ရရောတရားနာပရိသတ်ကြီးအစားအစာတွေကြလာဟာစားကြကွာနဲ့အားရပါရကြီးစားကြအဲ့ဒီလိုစားရတော့ရတဲ့အာဟာရအတွက်ကလည်းပဲတရားနာပရိသတ် तू ကဆွမ်းအကျိုးနဲ့ပတ်သက်လာပြန်ရောဆွမ်းအကျိုးကဘယ်နှပါးရှိတုံးပရိသတ်5ပါးဘယ်သူတွေပါလဲ5ပါးအိမ်ပြန်သွားပြောပေါ့ဆွမ်းအကျိုး5ပါးလို့ဘယ်သူတွေတုံးဆို5ပါး5ပါးနဲ့ဆုံးတော့မှာပဲကဲဆိုဆွမ်းအကျိုး5ပါးကအရင်5ခုခုနကပြောခဲ့တယ်အဲ့ဒါဆွမ်းအကျိုးပါသက်ရှိဆင်းလှချမ်းသာရဗလဉာဏ်ပညာဘယ်နှခုတော့ဘုန်းကြီးပြောမယ်နော်ရန်ကုန်မှာစာသင်နေကြတဲ့တန်ဃာတော်တွေမရှိဘူးလားအဲ့ဒီတန်ဃာတော်များဆွမ်းလှူရင်တဲ့ဆွမ်းအကျိုး5ပါးလဲမိမိတို့တိုက်ရိုက်ပြန်ရ5ပါးလှူရလဲရောက်တယ်ဆွမ်းတစ်ခုတည်းနဲ့မိမိတို့တိုက်ရိုက်ပြန်ရ
ငါးပါးလှူရလဲရောက်တယ်ဆွမ်းတစ်ခုတည်းနဲ့ဘုန်းကြီးပြောမယ်ပေါ့ပိဋကကြီးတန်ဃာတော်အရှင်မြတ်များသည်ဆွမ်းဖုံးပေးရမှာအသက်ရှိသလားဆွမ်းမဖုံးပေးရမှာအသက်ရှိဒါဖြင့်ခင်ဗျားတို့ရန်ကုန်မြို့ကြီးဟောဒီအင်းစေရလို့လားမစားရလို့ဒါဖြင့်သူတို့အသက်ရှိတာဆွမ်းကြောင့်ဆိုတာသိပလားသိရဲ့ဆွမ်းလှူမကြည့်ဘူးလားကြိုးစားလှူရဒီဆွမ်းကြောင့်တန်ဃာတော်တွေတည်ရှိပြီးတော့ခင်ဗျားတို့ကိုးကွယ်နေရပါတယ်မယုံရင်ခင်ဗျားတို့ကြုတ်ပြောအောင်မယ်ကြားလား9ရက်လောက်ဆွမ်းမလောင်းမယ်ထားကြည့်ဟိုတကယ်ပြောတာမဟုတ်ဘူးဟုတ်သွားလုံးမနေနဲ့ဟုတ်စိတ်ထဲက9ရက်လောက်မလောင်းမယ်ထားကြည့်စိတ်ထဲကထားကြည့်တော့ gain ပရိသတ်ကြီးဒီအင်းစိန်နဲ့ရန်ကုန်မှာရှိတဲ့တန်ဃာတော်တွေက9ရက်ဆွမ်းမလောင်းမယ်ထားတဲ့မြို့နေပါမလားဖြစ်ဘူးရင်တော့ကတော့ကျွေးနေလို့တို့စာပေပရိယသင်ကြားနိုင်တာအင်းစိန်ကဆုံးမကတော့ဘူးဟာဆုံးမလောင်းတော့ဘူးဟာအရန်ကုန်မြို့ကလည်းဆုံးမလောင်းတော့ဘူးဟာမဖြစ်ဘူးဒါငါတိကျသေးကုန်လို့ကျွေးတဲ့နေရာပြေးကြလို့ခင်ဗျားတို့မြို့ဒီတန်ဃာတော်တွေကပြည့်ထားခဲ့တော့မယ်မှန်လားပရိသတ်ကြီးမှန်ပါရဲ့ဗျာအခုတော့မိမိတို့မြို့မှာရှိတဲ့တန်ဃာတော်တွေဆွမ်းဝအောင်လှူဒန်းနေလို့တန်ဃာတော်အရှင်မြတ်များကစာပေပရိယသင်ကြားပြီးတော့ခင်ဗျားတို့အကိုးကွယ်ခံပြီးတော့သူတို့တတ်သမျှနဲ့ဟောကြားဆုံးမပြီးတော့နေတော်မူနိုင်ကြသည်မှန်လားဒီတိုင်းဒါကြောင့်တန်ဃာတော်တွေဆွမ်းဖုံးပေးရလို့အသက်ရှိသလိုတဲ့ဗျာခင်ဗျားတို့လည်းအသက်ရှိတဲ့အကျိုးတရားကိုပြန်ပြီးခံစားရပါလိမ့်မယ်နောက်တစ်ခုတန်ဃာတော်အရှင်မြတ်များပရိသတ်ကြီးဆွမ်းဖုံးပေးရမှာအစင်းလှသလားဆွမ်းမဖုံးပေးရမှာအစင်းလှဒါဖြင့်ကိုတော်လေးတွေလှနေတာဆွမ်းစားရလို့လားမစားရလို့ဆွမ်းစားရလို့ဆွမ်းမစားရရင်လှလှပပဖြစ်ပါဒါကြောင့်တန်ဃာတော်အရှင်မြတ်များကိုဆွမ်းလှူခြင်းသည်အစင်းလှူတာနဲ့လဲတူပါတယ်ဒီလိုတန်ဃာတော်အရှင်မြတ်များဆွမ်းဖုံးပေးရလို့အစင်းလှသလိုခမည်းတော်လည်းတန်တရားမှာအစင်းလှတဲ့အကျိုးတရားတွေကိုတက်ရိုက်ပြန်ပြီးတော့ခံစားရပါလိမ့်မယ်ယုံရလားပြိဿနောက်တစ်ခုပါတယ်ချမ်းသာကြီးခြင်းဆိုတာပစ္စည်းချမ်းသာမှစိတ်ချမ်းသာမှန်လားဘုန်းကြီးပြောတာကြီးခြင်းဆိုတာပစ္စည်းချမ်းသာမှစိတ်ချမ်းသာမှန်လားဘုန်းကြီးပြောတာပစ္စည်းမချမ်းသာပဲစိတ်ချမ်းသာပါဒါကြောင့်တန်ဃာတော်ရှင်မြတ်များဆွမ်းဖုံးပေးရအောင်လှူကြသဖြင့်စိတ်လည်းချမ်းသာတယ်တန်ဃာတော်ရှင်မြတ်များကိုယ်လည်းချမ်းသာတန်ဃာတော်ရှင်မြတ်များစိတ်ချမ်းသာကိုယ်ချမ်းသာအောင်ဆွမ်းလှူကြရသဖြင့်ခင်ဗျားတို့လည်းချမ်းသာကြီးတဲ့အကျိုးတရားဆင်းရဲတဲ့လူများချမ်းသာပါမလားပြုပစ္စည်းမှမချမ်းသာပဲစိတ်ကောချမ်းသာပါမလားဒီထက်ပြောတဲ့တူနကိုတဲအိုရဲ့တဲ့ဘယ်နဲ့လှုပ်ချမ်းသာတဲအိုအပြက်ကြီးတဲ့နေရာမှာတော့ဘယ်နဲ့လှုပ်ချမ်းသာဒါပတိကာမတတ္တိဆိုတော့ပြောကြတာပဲပေါ့ဒီထက်သူတို့ကပြောသေးအိုးတဲ့တယောက်မျက်နှာတယောက်ကြည့်နေရရင်တဲ့လောကကြီးတောင်မေ့ဆိုသလိုလူမဲကိုချစ်သူနဲ့အတူနေရရင်တဲ့ရွှေမျိုးတွေတောင်ဘယ်သေးတဲ့သူများသွားရန်သေးတယ်အလကားပြောတာအဲ့ဒါကိုချစ်သူနဲ့မကလို့ဘယ်လိုကြီးပြောနေရပေမဲ့လို့ပရိသတ်ကြီးစားစရာဆန်ရှာမရတဲ့နေ့ပြောနိုင်မှာမလားဘာပြောချင်သေးတော့မချမ်းသာတာပဲမချမ်းသာမှတော့ပစ္စည်းမချမ်းသာမှတော့စိတ်လည်းမချမ်းသာဒါကြောင့်တန်ဃာတော်အရှင်မြတ်များကိုဆွမ်းလှူရသဖြင့်စိတ်ချမ်းသာကိုချမ်းသာဖြစ်တယ်လို့မိမိတို့မှာပစ္စည်းချမ်းသာမှစိတ်ချမ်းသာမှုဖြစ်တဲ့အကျိုးတရားတွေကိုခံစားရပါလိမ့်မယ်ဘယ်နှခုပြီးတော့ဟုတ်ရမှတ်နေထားပါကြမှာသုံးခုဘယ်နှခုပြီးသွားတော့အသက်ရှင်ခြင်းအစင်းလာခြင်းချမ်းသာကြီးခြင်းနောက်တန်ဃာတော်ရှင်မြတ်များဆွမ်းဖုံးပေးရမှာခွန်အားကြီးသလားဆွမ်းမဖုံးပေးရမှာခွန်အားကြီးသလားဆွမ်းဖုံးပေးရမှာခွန်အားကြီးတယ်တန်ဃာတော်ရှင်မြတ်များသည်ဆွမ်းဖုံးပေးရမှာခွန်အားကြီးတယ်လို့ခမည်းတော်လည်းခွန်အားကြီးတဲ့အကျိုးတရားခံစားရတန်ဃာတော်ရှင်မြတ်များသည်ဆွမ်းဖုံးပေးရမှာပညာသင်နိုင်သလားမဖုံးပေးရမှာပညာသင်နိုင်သလားဆွမ်းဖုံးပေးရမှာဒါဖြင့်ဆွမ်းစားလို့ပညာသင်ရမှာဉာဏ်ပညာတွေတိုးပွားမယ်ဆိုတာကိုသဘောပေါက်ကြလားခင်ဗျားတို့လှူကြတန်းကြတဲ့ဆွမ်းကိုဖုံးပေးပြီးတော့တန်ဃာတော်ရှင်မြတ်များဉာဏ်ပညာတွေတိုးပွားသလိုခင်ဗျားတို့လည်းဉာဏ်ပညာတိုးပွားတဲ့အကျိုးတရားတွေခံစားရမယ်ခံစားရဘူးလားပြိဿဒါကြောင့်ဒီဆွမ်းကိစ္စနဲ့ပတ်သက်ပြောပြန်တော့ရေလည်းပါပြီးသားလို့အောင်းမိတ်ပါဘူးလားပြိဿပါပါပြီတချို့ကသဘောပေါက်တာမဟုတ်ဘူးသဘောပေါက်လို့ဘုန်းကြီးတို့ကကိုယ်ကားဖြစ်ဘူးတဲ့ဒါပေမဲ့ဘုန်းကြီးကလည်းအပြောတတ်တယ်အဟောကောင်းတယ်ဒကမတယောက်ကဆွမ်းလာပို့တယ်ဆွမ်းကြုံကမှသက်ရှိစင်းလာချမ်းသာရဗလားဉာဏ်ပညာဟောလိုက်
နောက်ဆွမ်းမလှူပြီးတော့အောက်ဆင်းသွားရေမတက်လာဆွမ်းမကအောက်ကချောင်းနားထောင်ရေကျိုးဆယ်ပါမတောင်းမဲ့ပြည်ဟာတက်ရှိစင်လာချမ်းသာရဗလားဉာဏ်ပညာလင်းမြတ်တရှင်ကျိုးစောခြင်းမှုကင်းချွေရနာဒီဆယ်ပါမတောင်းမဲ့ရဟာဆိုတော့ဆွမ်းမကအောက်ကလက်သီးဆုပ်တယ်မကျေနပ်ဘူးဘုန်းကြီးနဲ့တော့တမနဲ့စာလုံးမိဖို့ကြောင့်နဲ့ရေမချိုးကအိုးစမ်းမလိန်အားနဲ့မျက်နာကုရက်ဒီအိုးမဲဒီမတုတ်အားဘူးဒါတော့ဒုက္ခခံတမနဲ့စာလုံးချက်တဲ့မိမကြတော့၅ပါးရေ၅ပြားစီမဆက်ရဘဲနဲ့ခတ်လှူတဲ့ကောင်မကြ10ပါးဒါတော့မျက်နာလိုက်တဲ့ဘုန်းကြီးတွေ့ကြသေးတာပေါ့ရေဆွမ်းလှူတဲ့တကောင်မလည်းတရားနာပြုတ်တဲ့ရေလှူတဲ့တကောင်မဆင်းသွားရောသူအကြောင်းပေါ်တဲ့ရှင်မရဟဲ့တကောင်မပါတော့ရှင်မရဒီတော့တမနဲ့စာလုံးချက်ပြုတ်လုတ်ကန်ပြီးဒုက္ခများတဲ့မိမကြတော့၅ပါးဟိုကောင်မရေခတ်လှူတာကြတော့တပြားမှမကုန်မဲနဲ့10ပါးဟောရလားဗျရှင်မရမျက်နာလိုက်တယ်ဘုန်းကြီးခေါင်းတစ်ချက်ကုတ်စင်းစားဟုတ်တာပဲလေးတတ်တယ်လို့ကြည့်ဟောရတော့မှာမို့နင်ပါပြီးသားမို့ထဲမဟောတာဘာမှမလုပ်ဗျနင်ပါပြီးသားမို့ထဲမဟောတာဘာမှမလုပ်ဗျရေကျိုးနဲ့ပါပြီးသားပေါ်ဟဲ့ချင်းငါးပါးနဲ့ဟောတာကိုဗျကဲပါပြီးသားမို့မဟောတာလို့ဆိုမှနေပေါင်းတက္ကမနဲ့ဆွမ်းချက်တဲ့ချိန်ခါမှာဆံကိုရေမပါပဲအချောက်ချက်သလားဟဲ့ဒါတော့ရေနဲ့ချက်တာပေါ့ပါပြီးသားမို့ငါမဟောတာလို့ပြောသားနဲ့ပြီးတော့ဟင်းချက်တဲ့အခါလည်းပါတာပို့ပဲဒကမတော့နည်းနည်းပြော့သွားပါပြီးသားမို့ထဲမဟောတာဟိုမိမကရေလူတွေအကျိုး10ပါးနင်ကလေဆွမ်းအကျိုး5ပါးရေအကျိုး10ပါးဆိုတော့15ပါး5ပါးတောင်ပို့တဗျာဒကမကိုပြုံးစီနဲ့ပြန်သွားပြီးနောက်ရကြတော့အမွေခေါင်းဘောကဆက်ပြီးနောက်ရကြတော့အမွေခေါင်းဘောကဆုံးအမွေခန်းဆောင်ကရေအိုးဘုန်းကြီးခေါ်တတ်တော့လေအဆင်းကိုပြေလို့ဒါကြောင့်တရားဟောဘုန်းကြီးများလည်းလွယ်တာမဟုတ်ရှမ်းပြေရောက်တော့ပရိတ်တောင်ပြင်ရွရရန်တုံနိမိတ်တံအဝမင်္ဂလင်းစဆိုတော့သူတို့အင်းဝါကြီးထဲတဲ့ဒုရှမ်းပြေမပါဘူးဆိုလို့ဘုန်းကြီးတစ်ပါးကပြင်ရွတယ်ရန်တုံနိမိတ်တံရှမ်းပြေမင်္ဂလင်းစဆိုတော့အမလေးရှမ်းမကြီးကြည်ညိုတာဆိုပဲပြိဿရဲ့ပြီးတော့ရှမ်းမတွေကသူတို့လှူတဲ့ပစ္စည်းကိုအကုန်စစ်စစ်ငါပါတဲ့ရင်လားကြောင်ပြုတ်တို့မချောင်ပြားတို့ပဲလေးငွေတို့ပေါ့ဗျာစုံးနေအောင်ပါတဲ့ရင်လားပါတဲ့ရင်တော့တရားနာပြိဿဘုန်းကြီးကလည်းပဲပါဠိကရှာမရပါဠိရှာမရတော့ဖြစ်တယ်လို့တော့ကြမ်းဖန်ချရမှာမပါလို့လည်းမဖြစ်ဘူးဘုန်းကြီးရေစက်ချတဲ့ထဲချလိုက်ရှုပ်ထွေးစအမွှေးဆုပ်ပြောင်းမှုပြုတ်ကို၎င်းဘုန်းကြီးကပါတယ်ပြိဿပါဠိစာရှာမရတော့ပြုတ်ပတ်အရေးကြီးတာကိုပြိဿမနဟောဖို့သူတော်ဝိဇ္ဇုလို့တလို့ပေါ့ဂဟပဒံလံမတိတိဖို့သူတို့ဂဟပဒံကြကိုလံမတိလို့တဲ့ဣရိယသမထိုးကြောင့်ဖို့သူတို့ကြတော့ဖို့သူတော်ဆိုချရတဲ့တခါပဲချပြီးဟိုကရှုပ်ထွေးစအမွှေးဆုပ်ပြောင်းမှုပြုတ်ကို၎င်းရှစ်တစပဲလေငွေကြီးကို၎င်းပါဠိကရှာမရပြတတစကခြုံပြားကြီးကို၎င်းလုံတုံတုံစအုံကြီးကို၎င်းလုံးပြုတ်ရှည်စငပြောပြီးကြီးကို၎င်းဘုန်းကြီးရှားမှရောက်ချတာလုံးပြီးပြုတ်ပြီးသူကနည်းနည်းရှည်တယ်ကိုငပြောပြီးကလုံးပြုတ်ရှည်အဲ့ဒီလိုကြမ်းဖန်ချတော့အမလေးဗမာဘုန်းကြီးစာတတ်တဲ့ဟဲ့ဆိုရှမ်းမကြီးကြီးညိုလိုက်ကြတာဆိုပဲပြိဿဒါကြောင့်တရားနာပြိဿကြီးဘုန်းကြီးဆိုတာအခွင့်သင့်တယ်လို့တရားဓမ္မရဲ့တရားတရားကိုရေနွေးမလောင်းမဲနဲ့ရေအေးလောင်းပေးရပါတယ်ဗျာဒါကြောင့်တရားနာပြိဿအနေနဲ့ကျုပ်ကတော့ဓမ္မဂတိကတွေမြန်မာနိုင်ငံမြောက်များစွာရှိတော်လဲဘယ်ဓမ္မဂတိကမှမပုတ်ခတ်ဖဲနဲ့နာကြပါကျုပ်တရားကတော့တရားလူပြည့်လူဖြစ်နေပါတယ်နော်ဒါကြောင့်ကျုပ်ကတော့ဒီလိုပဲဟောပြီးတော့ပရိသတ်ကိုပျော်အောင်ဟာတရားနာရတာပျော်တာဟာတရားနာရတာပျော်တာဟာဒီစိတ်ကလေးတွေဝင်စားပြီးတော့တပါးသောတရားပွဲရင့်ရင့်တန်တန်တရားတွေကိုလည်းနာကြားနိုင်အောင်ကျုပ်ပို့ပေးနေပါတယ်လို့ဒါလေးထည့်ပြောရပါတယ်နော်ကျုပ်မတော့ဖြင့်နိုင်ငံကျော်ကြတဲ့ဘုန်းကြီးဆိုတော့ဟိုသတင်းနေဒီသတင်းနေအမျိုးမျိုးဗျ45နှစ်ကိုရည်မှန်းပြီး45ပါးတုံးတစ်ပါးရဟန်းကမွဲကြီးမှာရန်ကုန်ကအများကြီးပေါက်ပါတယ်မဲရောက်လာကြပါတယ်ရန်ကုန်ကကျုပ်ရဟန်းကံပွဲကြီးကြာနီကံကိုရောက်လာတဲ့လူတိုင်းကြာနီကံဆရာတော်လူထွက်မိမယူတဲ့တဲ့လူတိုင်းပါပါတယ်ဟိုကျုပ်ခံစားနေရပုံပြောပါတယ်ဒီထီကလည်းအကျိုးပေးတယ်မထိုးဘဲနဲ့တရွှွပေါက်လူထွက်တာလည်းအကျုံတရားလောက်ရှိပါပြီနော်ဒီတော့တရားနာပိဋကကျုပ်အနေနဲ့ပိဋကများတယ်မဟုတ်လားစီကားတယ်မဟုတ်လားပိဋကများလွန်းတယ်စီကားတယ်ငွေတွေကရတယ်ဘယ်မှာဖြစ်ဘလောက်လူကကျုပ်ဖြစ်ဘလောက်ယူသွားနဲ့အဲ့ဒါလို့တရားနာပိဋကလှူကြတန်းကြတရားရှိတာတွေများပြီးတော့လာတော့
အမျိုးမျိုးအဖြစ်ကျုပ်မှာအကုတ်ဖဲအစိတ်အစာအထိုးကျိတ်ဆိုသလိုဒါရီယာကျုပ်စိတ်ထဲလဲသိပြီးသားဖြစ်နေတော့ခံရမှာပဲဓမ္မရာကြီးပဲလို့ကျုပ်သိပြီးသားဖြစ်နေလို့ဘယ်လိုသတင်းတွေဖြစ်ပေါ်တော့လဲပဲဘုန်းကြီးစိတ်ထဲမှာထိုပြောတဲ့ပုဂ္ဂိုလ်များအပြစ်မတင်မဲနဲ့မင်းသတိထားမင်းအတွက်ပြောတာမင်းသတိထားဆိုတော့ကျုပ်မှာပို့ပြီးတော့သတိတတ်မစေဉာဏ်ရှင်မိပါတယ်ပြိတ္တာဒါကြောင့်အပြစ်မတင်မိတဲ့ပြင်သူများအပြစ်တင်တာကိုငါခံမယ်သူများကိုပြန်အပြစ်မပြောသူများအပြစ်တင်တာကိုငါပြန်ပြီးတော့မချေပငါလှုပ်ချင်တဲ့အလုပ်အပြစ်ကင်းခြင်းနဲ့တောင်းပန်မှဟောမယ်ဆိုပြီးဟောနေရတဲ့ကြံဒီကံဒါကြောင့်တမျိုးလုံးလဲသိကြပြီးသားဖြစ်နေပါတယ်အခုကြံဒီကံဒိတ်ခိုတွေကတပြေလုံးနှမ်းပြီးတော့ရောက်နေပါသဖြင့်ရောက်တဲ့နေရာတိုင်းဟိုညောင်လေးပဲဆိုတာဆွန်းဝင်စားပါတယ်ပြိတ္တာကားမှာကြံဒီကံဆိုတဲ့စာကလေးရေးထားပြီးတော့ဘယ်ဆွန်းစားနိုင်တော့မမြင်ဘူးလို့တဲ့ဇွတ်တိုးကြအတန်သာကြားဘူးတယ်မမြင်ဘူးလို့နဲ့ဘယ်နဲ့ဆုံးကိုစားမရဘူးကျုပ်ကလည်းလူရှုပ်ဆိုရင်စားဖြစ်တာမဟုတ်ဘူးတရားဟောနေတော့တရားနာပြေသားကမျက်လုံးကျွတ်ကြအောင်ကြည့်သိအောင်ကြည့်ကိုယ်လုံးနဲ့ကိုယ်ရှက်ပါဦးဇဝဲပေါ်ကြည့်ဟောတမင်တတ်တော့မမြင်ဘူးလို့မျက်လုံးယူကြီးနဲ့ရှေ့တဲ့လာကြည့်တယ်ကျုပ်မခံနိုင်ဘူးဟုတ်တယ်လေကိုယ်ပါးစပ်ကရွဲ့သွားတယ်လို့နှာခေါင်းကတွန့်သွားတယ်လို့ကြားတော့လူကိုယ်ကဖြစ်လို့ဒါကြောင့်တရားနာပိဋကမြန်မာနိုင်ငံတနိုင်ငံလုံးကြံဒီကအန္တရာယ်ကင်းနေတာလည်းပဲကျုပ်အစ္ဆဒကိုရင်းမှရှိတဲ့မေတ္တာတရားပါဗျာရန်ကုန်အင်းစိန်ဟောတော့မယ်ဆိုရင်ကားပေါ်မှာကျုပ်မေတ္တာတို့ရွတ်လာတယ်ပြန်တော့ဟောဒီကမေတ္တာတို့ရွတ်ထွက်မယ်ငါတရားဝဲနားကြတဲ့တရားနာပိဋကရဟန်းသံဃာတော်ရှင်များနဲ့လူပိဋကကစလို့တတ္တဝအနန္တကျမ်းမှာချမ်းသာကြပါစေကျုပ်မေတ္တာပို့ပြီးသားပြန်ထွက်တော့လေကျုပ်မေတ္တာပို့တယ်ဒီပိဋကနဲ့တကွဒီပိဋကအစထားလို့30ပုံကျင်းလီကုံတော်တတ္တဝအနန္တကျမ်းမှာချမ်းသာကြပါစေအန္တရာယ်ကင်းကြပါစေအနှောက်အယှက်ကင်းကြပါစေရောက်တဲ့မြို့တိုင်းရောက်တဲ့ရွာတိုင်းဒီလိုမေတ္တာပို့ပြီးတော့မေတ္တာတရားနဲ့သွားခင်ဗျားတို့အနန္တ5ပါးရှစ်ခိုးမခိုင်းခင်မှာကျုပ်ကိုယ်တိုင်ရှစ်ခိုးပါအနန္တ5ပါးရှစ်ခိုးပါဤဖျားဘုရားတော်ပြောင်းသွားတဲ့ဖခင်ကြီးရှစ်ခိုးပါတယ်ကျောင်းမှာကျန်ရခဲ့တဲ့85နှစ်ရှိတဲ့အမေအိုကြီးရှစ်ခိုးပါတယ်နောက်ပြီးတော့မိမိတဲ့ကြီးတဲ့ပုဂ္ဂိုလ်များဂုဏ်သိက္ခာကြီးတဲ့ပုဂ္ဂိုလ်များဘုန်းကြီးရှစ်ခိုးပါတယ်ဆိုပြီးတော့ဒီအနန္တ5ပါးနဲ့ဒီမေတ္တာဒီစေတနာတွေကြောင့်ကျုပ်ပေါ်မေတ္တာပြန်ရလို့လည်းပဲတရားဝဲတိုင်းပြိဿများသလောက်အလှခံသလောက်လှူရပါတယ်ပြိဿဒါကြောင့်မေတ္တာနဲ့သွားနေရတဲ့ဘုန်းကြီးမြည်သည့်ဓမ္မဂတိကမြည်သည့်တန်ခါမြည်သည့်သာသနာမြည်သည့်ပုဂ္ဂိုလ်ရဲ့အပေါ်မှာကျုပ်အနေနဲ့ကတော့ဖြင့်အပြစ်ပြောရုံမကပြောတဲ့ပုဂ္ဂိုလ်များကိုယ်ပင်လျင်မချေပပါဘူးလို့တရားနာပိဋကကိုဂရိပေးရင်းနဲ့ကဲရှေ့ဆက်လက်ပြောကြအောင်သူဘယ်တောင်ရောက်သွားပါလိမ့်ဘယ်ရောက်သွားတော့ဟောဗျာလိုက်နာထောင်နေတာပဲမပြန်ဆက်မှဖြစ်မှာပြောကြကြုတ်တရားမိမတွေဇင်းမိုးတောင်းလို့ဆိုခက်ဘူးလားဟိုကြကျွေးတာမွေးတာစားတော့တောင်းမေ့ပြန်လားအိမ်ကြလင်းကစီးပြီးတယ်မင်းဇင်းမိုးရခဲ့လားဆိုဟာတော်ဟုတ်သားကိုဘာလို့ထွက်သွားမှမသိဘူးကျုပ်တရားကျုပ်ထွက်သွားတဲ့စကားမှာပြန်မဖမ်းရင်တော့တရားနာပြိဿမိမတွေဇေဘတောင်းလို့ဖြစ်မယ်အနုတန်တေဆိုတာဒါခေါ်တယ်ပြိဿဆက်ဆက်မှုရှိမှာကျွတ်တို့မန္တလေးမိမကြီးတယောက်ကလေးမလေးကဈေးကပြန်လာငါတို့မပဲလားကျမဈေးကပြန်လာညိဘာတွေဝယ်ခဲ့တော့အဲ့ဒါစကားဆက်ဆက်တယ်ဘယ်ကလာတော့ဈေးကလာတယ်ဘာတွေဝယ်ခဲ့တော့ဒါဆက်ဆက်တယ်ခုတော့မဟုတ်ဘူးငါတို့မပဲလားကျမဈေးကလာမျက်စိရေရေကြီးတာတော့ဘာဆိုင်လို့ဈေးရလာတာနဲ့ရေကြီးတာနဲ့ဟိုကျွတ်တို့ဆွမ်းအတွက်နဲ့ပတ်သက်ပြီးပြောပြီးလားပြိဿဆွမ်းအတွက်နဲ့ပတ်သက်ပြောပြီးတော့ဟိုတရားနာပြိဿအနောက်ဘက်ကိုကျွတ်တို့ဂိုင်းဖြတ်ချလိုက်တော့ဘာတွေထွက်လာအမျိုးသမီးတွေအဲ့ဒါတော့ကျုပ်ဘာလူလို့ထွက်တယ်လို့မပြောတတ်အောင်ကြားနေအဲ့ဒါကြီးခွက်ကြဟုတ်တယ်လေရေလူလို့ရေထွက်တာလည်းပြောလို့ဖြစ်တယ်ဗျာဟောအစားအစာထွက်လာတာလည်းဆွမ်းလူလို့ပြောဖြစ်တယ်ဗျာမိမတွေထွက်လာတာကြတော့ဘာပြောမှမသိအောင်ဗျာတလေမသိပါသည်အမှန်တော့ဒါလူလို့ပေါ့ဗျာဒီလိုပဲပေါ့ကဲမိမတွေထွက်လာတော့ဒီမိမတွေနဲ့ပြောကြပါကြနောက်ယရနာ9ပါးလှဲပေါ်တင်ညတင်ပြီးတော့လှဲပေါ်တင်ယုံမကဘူးတရားနာပိဋကလောဘရမဲ့မဖြတ်နိုင်ဘူးဗျဟေးအဆွေတို့ဒီသစ်ပင်ခိုင်းကလေးတွေဖြတ်တာနဲ့လှဲပြည့်အောင်ငါတို့ယရနာတွေတင့်ပြီးတော့အစားအစာတွေစားရည်တွေတောင်းမိမတွေနဲ့တကွဒီလိုအဆင်ပြေကြရင်တပင်လုံးများလှဲလိုက်ရင်တော့လာဟေ့ဘ
ဧတတရိလာပြီလောဘရရှည်ထွက်လာလောဘကြီးတော့ရတယ်နဲတယ်ပြိတ္တာနဲတယ်ကြီးနဲရုံမကဘူးအသက်ကိုဒုက္ခပေးတော့မှာဟေးဓမ္မဂိုင်းကလေးတွေဖြတ်ယုံနဲ့တောင်တလောက်ငါတို့ချမ်းသာလာရင်တပင်လုံးများလဲပြီးတော့ပြစ်လိုက်ပါကလက်မှုကြီးကပြောတယ်မောင်တို့မလုပ်ကြနဲ့သူတပင်အောင်မှနေသူ့အရေးကိုချိုးသူ့ခိုကိုရမဲ့တဲ့ဘဝမှာနေပြီးတော့ငါတို့ကသူ့ကိုခိုကိုရရအောင်သူ့အာကိုတမှုပြုတ်ပြီးတော့စားလာခဲ့ရတယ်မဟုတ်လားရှင်ကဒါလည်းတော့ခဲရပြီအစာဆန်ကဒါလည်းစားခဲ့ရပြီတာရဝဲမရဘဲနဲ့လာခဲ့ရလို့မိမတွေပြုတ်ကြလာလိုက်တဲ့အနောက်ဘက်ကိုင်းကဒါလည်းပြောပါခဲ့ရပြီဟောအနောက်ဘက်မြောက်ဘက်ကိုင်းဖြတ်လိုက်ပြန်တော့ရတနာတွေလဲပေါ်ပြေးပြီးတော်ရောပေါ့ကွယ်ပြန်ညစုအိုးမဟုတ်ဘူးဒါတော့ချမ်းသာရုံနဲ့ဘယ်ဖြစ်လိမ့်တသက်လုံးစားမကုန်အောင်ဟေးလာဘယ်လိုဟေးလာဒါယူခဲ့ဒီကုန်နေဘာလို့လာလဲဘောပိဿသေပင်ကြီးလဲဖို့လဲကြံစီရောတရားနာပိဿဘယ်လဲခံလိမ့်လို့ငကားလည်းမခံဘူးရုံမာတဲ့လူသားတွေငါကဖြင့်တင်းတို့ကတနာလို့ရေလဲတိုက်ခဲ့ပြီးအစာလည်းကျွေးခဲ့ပြီးကြည်စားအခုတော့မိမနဲ့ဝေးနေတဲ့လူတွေဆိုပြီးကိုချင်းစားပြီးအဟွာလည်းပေးခဲ့ပြီးငကားကကြည့်အခုရတနာတွေလည်းမြောက်တိုင်းကချိုးဖက်ချပြီးတော့လှဲပေါ်တင်ပေးပြီးဒါတောင်ရိတ်နေအခက်ချိုးငါသစ်ပင်ကိုဒီလိုဖြက်စီးကြမယ်ဆိုရင်ဖြင့်ငါမထားနိုင်ဘူးငကားပေါင်းတို့သူ့ပိုင်တဲ့ငကားတွေကိုခေါ်လိုက်လာလေးသမားရောက်ဆောင်ပြီးလေးတွေယူခဲ့ကြချမ်းမယဝစားတွေနဲ့သူရဲရောက်ဆောင်ပြီးတော့လာခဲ့ကြထွက်ခဲ့ကြဟေးလာဘာလို့ခုမလဲပိဿကြီးငကားပဲអော်လိုက်တော့အကုန်လုံးစုဝိုင်းလာလိုက်တာလေးတွေနဲ့ပြည့်တရားနာပိဿအာကုတ်ကြဖဲကြတတ်ကြဖြတ်ကြနဲ့ဟောလှဲသား900တဲ့ကလှဲမှုတယောက်ဖဲကြဘသူရင်ကြနော်လှဲမှုတယောက်ဖဲကြလှဲမှုတယောက်ဖဲကြနဲ့လှဲမှုတယောက်ကြံပြီးတရားနာပိဿကြီးကျွတ်တို့ငကားတွေကလှဲသားတွေရောင်ဖန်ဆင်းပြီးတော့အမဲလှဲ900ကိုတယောက်လှဲတစည်းစီတက်မောင်းပြီးလှဲမှုကြီးအိမ်ရောက်အောင်ပို့ပေးတယ်ဗျာအကုန်လုံးချမ်းသာမှာဘယ်နှယောက်ထဲချမ်းသာသွားတော့လူတွေဘာကြီးလို့တော့လောဘကြီးလို့အသက်ပြောက်မကုန်ဘူးလားပြောက်ကုန်ပါဗျာဒါကြောင့်ဒီနေရာသစ္စာ၄ပါးနဲ့ဝင်လိုက်ရင်လောဘဆိုတာဒီသမုဒိယသစ္စာလောဘဘာသစ္စာလောဘသမုဒိယသစ္စာအကြောင်းခံပြီးတော့ပြောင်းဆံအောင်ဒုက္ခရောက်ယူမကအသက်မပြောက်ကြဘူးလားပြိဿပြောက်ပါရဲ့ဗျာအဲ့ဒီဆင်းရဲဒုက္ခသေခြင်းစိုးနဲ့သေကုန်တာကအကျိုးသစ္စာဆိုတဲ့ဒုက္ခသစ္စာတတ္တဝါတွေဒုက္ခဖြစ်တဲ့အကျိုးသစ္စာဒီဘယ်သူကြောင့်ရတယ်လဲပြိဿလောဘဆိုတဲ့သမုဒိယအကြောင်းသစ္စာကြောင့်ခင်ဗျားတို့ခုကြုံမင်းမဲ့ဟောဒီတရားနာပရိသတ်ကြီးအားလုံးကြုံမင်းမဲ့နော်ကိုရှိတဲ့စည်းစိမ်လေးနဲ့ချမ်းသာနေတယ်မထင်နဲ့ပြစုပါဒနဲ့ခန္ဓာပြီးဒုက္ခခန္ဓာ၅ပါးရလာကြတဲ့ကစံဝတ်နေရေးအတွက်ဒါတွေမကဘူးပရိသတ်ဘုရားကိုယ်တော်မြတ်ကြီးကဒီခန္ဓာနဲ့ပတ်သက်ပြီးအဆင်းရဲဆုံးလို့မဟုတ်ဘူးလားပရိသတ်ဒါဖြင့်ခင်ဗျားတို့ဒီခန္ဓာကြီးရပြီးတော့လာတဲ့ပုဂ္ဂိုလ်တွေဒီအခုတရားနာပရိသတ်အားလုံးဆင်းရဲသလားချမ်းသာလားဒီဆင်းရဲတွေခင်ဗျားတို့ဘယ်သူကြောင့်ရလဲသမုဒိယကြောင့်သမုဒိယတရားကိုကောက်တော့ဘယ်သူတို့လောဘပရိသတ်ကြီးခင်ဗျားတို့ဒုက္ခဆင်းရဲမှုမှမလွတ်ကင်းကြဘူးလားလွတ်ကင်းကြရင်ဆင်းရဲတဲ့အကြောင်းတရားဖြစ်တဲ့ဘယ်သူဖြတ်ရမှာလောဘဖြတ်ရမှာဘယ်သူဖြတ်ရမှာတော့ဖြတ်ခြင်းစိတ်လေးများပေါက်မလားဟုတ်ပါဘူးဘယ်တော့လောက်ကစဖြတ်မေးရသေးတာလေဒီတော့တရားနာပြည်သားဖြတ်ကြရမယ်ဗောဒါပေမဲ့လို့အရှင်ဘုရားကလောဘဖြတ်ပါလို့ဆိုပြီးအခုအရှင်ဘုရားအလူခံတဲ့ငွေတွေလှူလိုက်ရတာဒီလောဘကြောင့်မဟုတ်ပါလားဘုရားတပည့်တော်တို့ဒီလောဘဖြတ်လိုက်လို့ဘာမှမရှာမဖွေပဲနဲ့မရလာရင်အရှင်ဘုရားတို့ပါလှူနိုင်ပါဦးမလားဘုရားလို့စင်ကြီးကံရင်ကံမယ်ပေါ့မှန်ရလားပြိတ္တကြီးမှန်ပါရဲ့ဗျာစင်ကြီးမကံနဲ့တော့ဗျာလောဘနဲ့ရှာတာတော့လူကျင်မှုနဲ့ရှာလိုက်တော့အဲ့ဒီလူကျင်မှုနဲ့ရှာပြီးတော့ယခုလိုခန္ဓာကိုယ်ကြီးရလာတဲ့အခိုက်အတန့်မှာလှူမှုတတ်မှု
တရားတရားလေးအခြေခံပြုပြီးတော့ပညာဥသိပြီးတော့တတိလက်မလွတ်ဖဲနဲ့ပရိသတ်ကြီးဒီလောဘကိုတတ်ချင်တဲ့စိတ်ကလေးနဲ့သေစေလိုတဲ့စေတနာလေးနဲ့ပညာဥသိပြီးတော့လှူကြမယ်ဆိုရင်ပရိသတ်ကြီးဒီလောဘတစ်ဖြည်းဖြည်းတစတစမပြတ်ဘူးလားပြတ်ပါရဲ့ဗျာဒီလိုပဲဖြတ်ရမှာပါဒီတော့ခမည်းတော်ဖြတ်ကြဆိုတော့မရှာပဲထားလဲကျွတ်တို့ကအကြက်ကြမှာမို့ကိုင်လေးရှာနိုင်တဲ့လောက်ရှာပြီးတော့လှူနိုင်တဲ့လောက်လှူဒီလိုလှဲ့ဆွဲရအောင်မှာကြာနီကန်စကလုံးထွားတယ်လည်းမအောင်မိနဲ့ဟုတ်တယ်စကလုံးထွားတာကကြာနီကန်မဟုတ်ဘူးဗျလှတော်သားဒီကစကလုံးထွားတာဘယ်လိုတော့ကြားဘူးလားလှတော်သားလှတော်ဆိုတာဘယ်မလို့အိစိန်ကလူတွေဘယ်သိလေရွှေဘိုဘက်မယ်ဥစ္စာရွှေဘိုလမ်းမယ်ပြည်သားဥလသိန်းဆေးတံမတော့ရဲတဲ့ရွာလေလှတော်ကဥလသိန်းကဆေးတံကောက်တော့ကြည့်နောက်ဥလသိန်းဆေးတံတောက်ပြီးတဲ့နောက်သူတို့ရွာကတကြီးဆေးတံတောက်လာတော့လှတော်သားတယောက်ကပြောတယ်ဥလသိန်းရှိအလိုလေတို့ရွာကတကြီးဆေးတံတောက်လာလိုက်တာကွဲတဲ့ငါးကြောက်ဝင်မှုတ်ကလေးခွေးချီလာတဲ့အတိုင်းပဲနောက်ဥလသိန်းအဲ့ဒီရွာဆေးတံမတော့ရဲတော့ဟောဘူးလှတော်သားကဇက်ပြက်အောင်ပြောတယ်ပြည်သားဇက်ပြက်အောင်ဆိုတာကြုတ်ပြောအောင်မယ်ကြောက်လန်းအရှိပဲနှခမ်းမှာကျွတ်တို့ဇက်ပွဲရှိသူတို့ကအနောက်ဘက်နှခမ်းကနှမ်းရိုးပုံမီးရှို့မီးလုံရင်းနဲ့ပြာသူလာကြီးနှစ်ယောက်တည်းစကားပြောတာဇက်ပြက်တယ်သုံးယောက်နားထောင်လေးယောက်နားထောင်ဘိုက်နဲ့ရည်ရင်နဲ့ဟာဟိုကဘာတွေတော့ဘာတွေတော့ဟာနဲ့ဇက်လူမရှိဘူးဇက်ပြက်အောင်ပြောကျုံလဲကိုရွေးကျုံလို့ယုံသွားပါတယ်ပြည်သားလှတော်ကနေကျုပ်ကဝက်လက်မြို့ကိုတရားဟောသွားတာဝက်လက်လန်းကောင်းရလားလို့လှတော်သားမေးတော့ကောင်းမကောင်းတော့မမေးနဲ့တဲ့ကိုတော်တို့အဲ့ဒီလန်းဂျစ်ကားနဲ့သွားလို့ကတော့တဲ့ကြောက်ခဲစားသွားတော့အစာကြီးတယ်လမ်းမကောင်းဘူးပြောလိုက်မပြီးဘူးလားစကားပြောရင်တရလွန်ပြောတယ်ဒီတော့တော့ဝက်လက်ကမစီးဘူးဖရတယ်ဘာဖြစ်လို့လဲဆိုအိုးတဲ့နောက်ကဂလုံးနဲ့လမ်းတောင်လှဲ့ကြည့်ရေစီလှဲကားနှီးတယ်ပြောလိုက်ပြီးဘူးလားရေစီလှဲကလမ်းတောင်ညာတဲ့စကားတရလွန်ပြောတယ်ဒီထက်သူတို့ရွာနာမတရားနာပြတာကျွတ်တို့ပေါက်တော်ရွာဆိုတာရှိတယ်ဘုန်းကြီးတွေစာပြန်မွဲရှိဘုန်းကြီးတွေစာပြန်မွဲကကျွတ်တို့ကြက်သားတံပေါင်းနဲ့ဆွမ်းကတ်အဲ့ဒါလှတော်သားကလိုက်သွားပြီးပြန်လာတော့ပြောတယ်ပါတဲ့ဘုန်းကြီးတွေစာပြန်မွဲဆိုလို့သွားပါတယ်လက်ဆက်တတ်တော့ဘုန်းကြီးအေးကိုကွာလို့ဆိုတယ်ကျက်သားတံပေါင်းနဲ့ကတ်တာနဲ့ဘုန်းကြီးအေးဘုန်းကြီးတွေကလည်းစားလိုက်တာဟဲ့ဝေသားလီပြီးဘလူးကြတဲ့အတိုင်းအယိုးကြီးချလို့ပြောတာဘုရားရဲ့စကားတရလွန်ပြောတာဒီကကျုပ်တို့ကမေးကြည့်တယ်ခင်ဗျားတို့လှတော်သားကလို့ဟိုဥပမာမပါပဲမပြောတာဘူးလားလို့ဟိုတဲ့တပည့်တော်တို့ကဥပမာမပါပဲစကားပြောရရင်နဲ့လှဲမီးတို့စီးရတဲ့အတိုင်းဟောပါလာများရောဘယ်လိုမှမလွတ်တာဒီထက်သူတို့စိုင်နိုင်ကြီးဆိုတာရှိတယ်သူတို့ရွာနာစိုင်နိုင်ကြီးတရားနာပြေးတာသွားပြီးတော့ဟိုအလှလိုက်တာပေါ့လေပါတဲ့စိုင်နိုင်ကြီးအလှကဖိလို့လိုက်သွားတာကျွေးတာကတော့ကြက်သားဟင်းပဲဟေးတဲ့ဒါပတိမစားခင်ကြက်သားဟင်းထိုင်းရှိခိုးရသေးတယ်တဲ့ဟာဘာပြုလို့တော့ဟာတဲ့ဘာပြုတော့မလဲကွာကြက်ကကိုယ့်ရဲ့အသက်ကြီးနေလို့တကယ်ဆိုကြက်ရင့်တယ်ပြောလိုက်ပြီးဘူးတရားပေါ်မှာပြောတယ်လူဒီကကျွတ်တော့ကမဲတယ်လေသူတို့ကားစိတ်ရောက်တော့ခင်ဗျားတို့လှတော့ကားစိတ်ကားပေါ်ရလားလို့ဟိုတဲ့ကားပေါ်တာတော့ပြချီးခါတဲ့အတိုင်းပဲပြချီးခါတာတူဦးမှာပေါ့ကောင်းငင်ပြားကောင်းနေဒီတဲ့ရှုပ်ချက်ခတ်လို့ကားပေါ်တာကိုပြချီးခါတဲ့အတိုင်းပဲဘလောက်ကားပေါ်တယ်တပည့်တော်တို့က RTP မှာစီးတယ်တဲ့ဘာဖြစ်လို့တော့လို့ RTP မြန်နေဆိုတာဟုတ်တယ်ကိုဖေရတဲ့တပည့်တော်ဟိုတလုံးကမန္တလေးစီးလိုက်တော့မြန်နေဆိုတာတပည့်တော်ကိုယ်တိုင်စီးမှသိတယ်တဲ့ RTP မြန်မုံပြောရရင်ရန်ဖဲကြီးဆောင်ဖက်လိုက်ရတဲ့အတိုင်းပဲကြီးစံသူဘယ်တော့မှဖက်လိုက်ဘူးကျန်ရဖက်ပြောတဲ့လူတွေဒီလာတော့သားကြောင့်ပြောတာနဲ့ပြီးတော့မှာပါပြောတာဦးမယ်စမ်းမိလို့ပြောတာပါဖြည်းဖြည်းပေါ့နောက်တရားနာပြေးတာသူ့တငယ်ချင်းတယောက်ကမေးတယ်လေအဝေးရွာကမင်းတို့ကြီးစီဝါရေးပဲနဲ့တော့ဟာတဲ့အလူရေးတဲ့စီဝါရေးတော့မမေးနဲ့ဟာတဲ့ဝလုံးကောင်းနဲ့ဆင်တိုးတဲ့အတိုင်းပဲစီဝါရေးကြက်တယ်ပြောလိုက်ပြီးရောဒီဝလုံးကောင်းကြီးနဲ့ဆင်ရဖက်နဲ့လို့တိုးလို့ကျန်ဖုံမှန်ပြောတယ်ဟာဒါပြင်မင်းတို့ကြီးဒီနေ့အလုတ်ကင်လေးရောဟာတဲ့အလုတ်အကင်ကလည်းမမွေးနဲ့မောင်ရေးတဲ့ရှိတဲ့အလုတ်ဖိလို့လဲတနေ့တခြားစားအိုးကကြီးလို့တာပဲကျန်ဖုံမှန်ပြောတဲ့လူတွေဟ
ဟောမင်းလားစေတာနဲ့နောက်ဟောပြမေးတယ်မင်းတို့ရှိအလောက်ကင်လေးရောဟာတဲ့ကျန်ရဖမန်းကိုပြောတယ်အေးကွာတဲ့ဆက်မေးရအောင်မင်းတို့ရှိဟိုသမဝါရမဆိုင်ကအထယ်လေးမှလေးပေးရလားတဲ့အထယ်ပေးမပေးတော့မမင်းနဲ့မောင်ရေးတကူမိမကူလေးထန်းဆောင်อ่ะကြီးချိုးမှကြောက်လို့တဲ့အထယ်မပေးဘူးပြောလာတော့သားကြောင့်ပြောတညာလုံးပြီးမှာမဟုတ်ပါမပြီးပဲဒီတခုတော့ပြောအောင်မယ်ကြာလားတခုတည်းကတော့ပါပြီကျတို့ခြိပါသားနဲ့ပခန်းသားဆိုတာရှင်းဆုံးကရာဇဝင်နဲ့ကတိကတအလွန်ပြောတတ်သူတို့အခုခေတ်ဟိုပခန်းသားကကျတို့လှတော်ကိုစကားပြောပြိုင်မလို့သွားတယ်ဗျလှတော်သားစကားပြောပြိုင်ရင်လို့စကားပြောကောင်းတယ်ဆိုလုံးလို့ပခန်းသားတွေကလှတော်ထွက်သွားတယ်လှတော်ရွာပေါင်းရောက်တော့ကလေးတယောက်တွေ့တဲ့ကောင်မပဲကကျုပ်လှတော်သားဗျလာခဲ့သိပြီတော့လှတော်သားရှာနေဒီကောင်မပြေလာခဲ့မင်းဘိုက်ကိုဖောက်စားဘိုက်ဖောက်စားမယ်ဆိုတော့ကလေးလေးကပြောတယ်ဗျာတဲ့စားခြင်းဘိုက်တော့မဖောက်ပါနဲ့ယိုရွေးပါမယ်ဘယ်လူကြီးနဲ့ပြောခဲ့ရတော့ကလေးနဲ့ပြန်ပြေးခဲ့နောက်ရမှဆက်ပြောကြဆိုဗျာကျုပ်တရားတော်ပဲရောက်တော့မှာကျန်ဒီခါစကလုံးထွားတယ်မထင်နဲ့လှတော်သားမှစကလုံးထွားရကနေထွက်သွားတာကဲဆက်ကြပါအောင်စို့ဒီလိုနဲ့တရားနာပရိသတ်ကြီးလောဘလို့ခေါ်တဲ့သမှုရိယကိုအမြင်မဖြတ်နိုင်ကြလို့လောဘကြီးပြီးတော့လှဲသား900သေခြင်းဆိုနဲ့သေခဲ့ကြရပါသည်မှန်လားပရိသတ်သူ့ရိတ်နေပြီးသူ့ခက်ချိုးတော့ကိုကျိုးမနေဘူးလားပရိသတ်တလုတ်ကျွေးဘူးသူ့ကျေးဇူးတဲ့ဒါရမကယရနာရွှေငွေတွေလှဲပေါ်တင်ပေးတော်လည်းပဲတစ်ပင်လှဲမလို့ကြံလို့အကုန်သေးကုန်ကြအဲ့ဒီတဲ့လှဲမှုကြီးကိုပြောပြီးတော့ဒီပစ္စည်းတွေအကုန်ပေးထားခဲ့ပြီးတော့ဟောနဂါးတွေသူတို့ထံပြန်ကြပါတယ်ဗျာဒါကြောင့်မြတ်စွာဘုရားကိုရောမြတ်ကချစ်သားတို့ဟဲ့ဒါရကာတို့သင်တို့ဒီလောဘကိုသိသိခဲ့လို့အသက်မပြောက်ခဲ့ကြတာကွဟောနောက်ဘဝတုန်းကလှဲသား900ကတော့ဖြင့်လောဘကိုမသိသိနိုင်သဖြင့်အသက်ပြောက်ရုံမကသားရကွယ်မရကွယ်နဲ့သေခြင်းဆိုနဲ့သေကုန်ရတယ်ဒါရကာတို့ဟောနောက်ဘဝတုန်းကလှဲမှုကြီးကငါဖယားဖြစ်တော်မူခဲ့သည်ဟောနောက်ဘဝတုန်းကနဂါးကတာကြီးတာရီဗုဒ္ဓရာဖြစ်ခဲ့ဘူးသည်ခြေသားတို့လို့ဇတ်တော်ပေါင်းတဲ့အဆုံးမှာတရားတော်ကိုနာကြားရသောမြတ်စွာဘုရားဤပရိသတ်များသည်သောတာပတ္တိဖို့သို့တည်ကြပါတယ်ဆိုတဲ့အရေးနေအခက်ချိုးချိုးဇက်လန်းနေဒီကနေ့ညဘုန်းကြီးတို့12နာရီထိုးလူပါပြီအစနဲ့သိတရားရှိလို့မတော်ပါဘူးမနေ့ဖြင်ကကြမှာအစိုးငိုလေးနဲ့ကြည့်ရှုလုပ်ကြတာပေါ့ခုတော့ပြုံးစားပြင်းစားဟောရတယ်။ကဲမေတ္တာပို့အောင်အားလုံးဆိုကြဗျာငြိမ်ငြိမ်လေးခဏလေးသိခံပြီးတော့တကဘာလုံးမှမြတ်တတာချမ်းသာကိုစိတ်မြဲပါစေ။အားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေ။ဘာပြောတာလို့ဟောဗျာဘုန်းကြီးပို့တဲ့မေတ္တာကပိုက်တဲ့ထက်ဘုန်းကြီးပြည့်ထားခဲ့မလို့သူတို့ကိုသူတို့ပြန်ပို့တဲ့အားလုံးပရိသတ်ကြီးတဲ့အားလုံးပြိတ္တာကြီးကကျုပ်ကပို့တာအားလုံးမလိုက်နဲ့အားလုံးပြိတ္တာကြီးချမ်းသာပါစေဆိုခင်ဗျားတို့ကဆရာတော်ဘုရားလည်းချမ်းသာပါစေဗောဩဘုန်းကြီးကတိုးနာရှိတာနော်အားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပြိတ္တာကြီးချမ်းသာကြပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပြိတ္တာကြီးကျမ်းမာကြပါစေကဲအိမ်ပြန်ပို့ကြပါစို့အတ္တဂေဟေပြောသမျှဟောသမျှတွေကသဘောမကျပဲအပြစ်တွေကလည်းချစ်ရင်နဲ့ဖုံမုန်းစိတ်တွေပြပြအသီးသီးတော်မိမိတို့အိန္ဒိယဌာနတို့နိဝတ္တန်တို့သိခရတာပြန်ကြပြီတော့နိဝတ္တန်တို့မေတ္တာရေးပခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြန်စီရောခြေတရာဆွေကလျှမ်းဒီကိုစိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေတော့ပြန်ရစေကုန်သတည်း